ပြောချင်တာအလုပ်ပဲလုပ်ဒီစားရေးဆောက်မလုပ်ပဲလုပ်စီစားတယ်နော်ဘုဒ္ဓခုသားတွေအနေနဲ့ကြာလို့ရှိရင်ဒီနေ့မှာတော့ဖရာတရားများလောက်အောင်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့မယိုးနိုင်တဲ့ရိုးမသိန်းကျန်ရဲ့ TikTok ကဏ္ဍမှာကျွန်တော်တို့ကနှစ်သက်မှာ9ရက်သားသမီးတွေအတွက်ပေါ့နော်ဆောင်ရွက်ရှောင်ရည်လေးတွေကိုတာရော့ကလေးနဲ့ဆွဲပြသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာဆောင်ရည်အတွက်တကက်ရှောင်ရည်အတွက်တကက်ဆွဲကြည့်ပေးပါအဲ့တော့ဒီအခုကကြတော့တနင်္လာသားသမီးတွေအတွက်အဲ့တော့7 of wands ပေါ့နော်ဒီတစ်နှစ်ထဲမှာကဘာလို့လို့ကိုတယောက်တည်းကနေပဲနည်းနည်းမတ်နဲ့ပေါ့နော်လောရမယ့်ဟာတွေရှိရတဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့မှစိတ်ပြင်ဆင်ပြီးတော့မှအများနဲ့ prepare လုပ်ထားဖို့လိုတယ်ပြောလို့ရှိရင်ကြတော့ကိုပေါ့နော်အဲ့လိုမျိုးခွဲဝေပြီးလောရမယ်ဆိုတဲ့ဟာကိုလည်းကိုဘက်ကနေပြီးတော့မှတယောက်ယောက်ကိုယုံကြည်ပြီးဖို့နည်းနည်းတော့ခက်လိမ့်မယ်ပေါ့နော်ကိုကနေပြီးတော့မှဒီတစ်နှစ်ထဲမှာတယောက်တည်းခွန်အားရှိရှိနဲ့ရုန်းကန်မှုအတွက်ကိုတော့အဲ့ဒါတော့စောင်းအောင်ပါပေါ့နော်ရှောင်ရံကကြတော့အဲ့အရန်ပင်ပန်းနေတဲ့အချိန်မှာတွန်းပြီးတော့မှပေါ့နော်သွားမှမျိုးတက်စားလို့ရှိရင်ခဏလောက်အနားယူပြီးတော့မှrelax လုပ်ရမယ်ခီးပါ trap ပြီးတော့မှပေါ့နော်အဲ့လိုမျိုး relax လုပ်ပြီးတော့မှပြန်ပြီးတော့မှ refresh ပြန်လုပ်ပြီးတော့မှပြန်လုပ်တာတော့ပိုကောင်းပါတယ်ဟုတ်ကဲ့ relax များနေပြီဟုတ်အင်္ဂါအတွက်ဟုတ်ဒီနှစ်ထဲမှာကအင်္ဂါသားသမီးတွေရဲ့ဆောင်ရံကကြတော့ပတ်စံအိတ်ကြီးစားရမယ်နဲ့တူပါတယ်သူတို့ကဒီနှစ်ထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုကန်ကောင်းနေငွေအဓိကတော့ငွေကန်ကောင်းနေပြောရလို့ရှိရင်မိသားစုထဲမှာလည်းအဲ့လိုပေါ့နော်မုံပိုးရတာမျိုးတွေပါရှိတတ်တဲ့အခါကျတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှဒီနှစ်ထဲမှာပို့ပြီးတော့မှအာယုံစိုက်ပြီးတော့မှအလုပ်လုပ်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်နောက်တစ်ခုကကြတော့အိမ်ချမ်းမင်းနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်လည်းဒီကတ်ကအရန်ကောင်းတဲ့အခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။ထောင်ရကကြတော့ nice of ones ဖြစ်တဲ့အခါကျတော့နည်းနည်းလေးပေါ့နော်စိတ်မြန်လက်မြန်ရှိတာမျိုးတွေရုပ်တရက်ပေါ့နော်ဒေါသထွက်တဲ့အချိန်မှာဆုံးဖြတ်ချက်ချမိတာမျိုးတွေအဲ့ဒါမျိုးလေးတွေတော့ရှောင်ပေါ့နော်အဓိကတော့ပြောမယ်ဆိုလို့ရှိရင်တော့အင်္ဂါသားသမီးတွေရဲ့ကံကြမ္မာကတော့ကံကောင်းတယ်ဆိုတဲ့နေရာမှာတော့ပါတယ်ဒါပေမဲ့ဒေါသလေးထိန်းပြီးဖို့တော့လိုပါလိမ့်မယ်ရှင့်ဘုဒ္ဓခုသားတွေအနေနဲ့ကြာလို့ရှိရင်တော့ဘုရားတွေပဲเนาะအဲ့မျိုးဆိုလို့ရှိရင်တော့ဒီနေ့မှာတော့ဖရာတရားများလောက်အောင်ပြီးတော့စိတ်အေးချမ်းတဲ့အရာတွေပေါ့เนาะအဲ့လို meditation လုပ်တာမျိုးတွေပြောရလို့ရှိရင်အဲ့လိုတရားစာဖတ်တာမျိုးတွေကတော့မများလုပ်တဲ့တယ်ပေါ့เนาะဒီနေ့မှာတော့ရှောင်ရံကကြတော့ဒီကိုယ့်ရဲ့emotion တွေကိုအဲ့လိုမျိုးထိန်းချုပ်ထားတာမျိုးတယောက်တည်းအဲ့လိုပေါ့နော်ဟိုမဖွင့်ပြောပဲနဲ့တယောက်တည်းအဲ့လိုမျိုးlonely ဖြစ်နေတာမျိုးတယောက်တည်းရင်ဆိုင်တာမျိုးတွေတော့ရှောင်သင့်ပါတယ်စိတ်ထိန်းတာပေါ့နော်နည်းနည်းတော့ lonely ဖြစ်တတ်တဲ့အနေအထားတွေတော့ရှိရပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့စိတ်ကလေးကိုနည်းနည်းလေး relax လုပ်သင့်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကတာပရိကြာတာပရိသတ်သမီးတွေအတွက်ကကြတော့ဒီနေ့ထဲမှာကအကြံဉာဏ်ကောင်းနေတယ်ပေါ်လိမ့်မယ်လုပ်စရာတွေပေါ့နော် idea ကောင်းနေတယ်ပေါ်နိုင်တယ်ပြောရလို့ရှိရင်အခွင့်အလမ်းကောင်းနေတယ်ပေါ်နိုင်တယ်ပေါ့နော်အဲ့လိုအခွင့်အလမ်းကောင်းနေပေါ်လာတဲ့အခါကျလို့ရှိရင်အရင်ကြီးမတွေးနဲ့အများကြီးမတွေးနဲ့ပေါ့နော်အချိန်လဲဆွဲနေနဲ့ချက်ချင်းထပြီးတော့မှအကောင့်ထဲပေါ်လိုက်တာကတော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါကတော့ဆောင်ရယ်ရှောင်းရံမှာလည်းဒီမှာက two sort cap ဆိုတဲ့ခါကျတော့ဒီ emotion တွေပေါ့နော်ဒီအဲ့လိုမျိုးဘသူပါမတို့ဘလူဘာဖြစ်မှာတို့တခြားပေါ့နော်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုဆွဲခေါ်နေရမျိုးထက်စားလို့ရှိရင်တော့တယောက်တည်းကတော့လင်းမြန်လေးအကောင့်ထဲပေါ်လိုက်တာကတော့ကိုယ့်အတွက်ပို့ပြီးတော့မှအကျိုးရှိမယ်လို့ခံစားရပါတယ်ကဲတောက်ကြတော့ကျွန်တော်ပြန်ပြီးတော့ဆွဲပါမယ်တောက်ကြကကြတော့ထူးဆော့ဆော့ဖြစ်တဲ့ခါကျတော့ဒီနှစ်ထဲမှာပေါ့နော်တော့အချိုးကွေလေးတော့ရှိလိမ့်မယ်အဲ့လိုမျိုးတစ်ခါလေးကြောက်လို့ရှိရင်ကိုပေါ့နော်ဖြစ်တဲ့နာကိုပဲရွေးချယ်လိုက်တာကပိုကောင်းတယ်ပေါ့နော်ဖြစ်ချင်တာမျိုးထက်စားလို့ရှိရင်တော့ဖြစ်တဲ့နာကိုပဲရွေးချယ်တင်တယ်ဒီထဲမှာတော့နည်းနည်းလေးတော့ဆုံးဖြတ်ချက်ချရခက်တဲ့ဟာတွေတော့လည်းကြုံတတ်တယ်ပေါ့နော်အဲ့ဟာလေးတွေကတော့ဆောင်ရံပေါ့နော်ရှောင်ရံကကြတော့ဗာလဲဆိုတော့ပြင်ပကအဲ့လို peer pressure တွေကိုရှောင်ရမယ်ပြောလို့ရှိရင်စိတ်ထိုးစိတ်ဆက်လွယ်မှာဖြစ်နေတဲ့အတွက်ကြောင့်ရန်နေပါတဲ့အဲ့လိုမျိုးပေါ့နော်ဖြစ်တတ်တယ်ဘယ်သူမှမတည့်ဘူးစိတ်ကိုထိန် emotion ကိုထိန်ပေါ့ဟုတ်တယ်နမမတည့်တာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အဲ့လိုမျိုးတက်နိုင်တဲ့များအဲ့လိုရန်ဖြစ်တာတို့စကားများတို့အဲ့လိုမျိုးဖြစ်ဖို့အတွက်ကတော့ရှောင်တင်တယ်ပေါ့နော်ဟုတ်ကဲစနေဒီဥစ္စာကကြတော့ဆောင်ရံမှာ justice ပေါ့နော် justice ဆိုတဲ့အတွက်ကြောင့်မလို့အမြဲတမ်းမျှမျှတတနေဖို့စဉ်းစားပါပြောလို့ရှိရင်တစ်ခါလေကြောက်လို့ရှိရင်လည်းမကောင်းတဲ့အတွေ့အကြုံဝင်တတ်တာပေါ့နော်လူပဲပေါ့နော်ဒါပေမဲ့အားကြောက်လို့ရှိရင်လည်းကောင်းတဲ့အရာမျှတတဲ့အရာတစ်ဖက်လူအတွက်ကိုပါမျှတပြီးတွေးပေးတာတော့ပိုကောင်းတယ်justice ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီချိန်မှာပေါ့နော်သူများအပေါ်ကိုနည်းနည်းကျူးလွန်ထားမိရဆိုလို့ရှိရင်လည်းတစ်ချိန်မှာကိုကအဲ့လိုမျိုးပြန်ခံရတတ်တဲ့ခါကျတော့ကိုကနိုင်လဲအရင်အနိုင်ယူလို့တော့မရဘူးပေါ့နော်မျှမျှတတတွေးပေးဖို့လိုအပ်ပါတယ်ဒါ
ကတော့ဆောင်းရံပေါ့နော်ရှောင်းရံကကြလို့ရှိရင်ကြတော့အဲ့လိုမျိုး page of once ဆိုတဲ့ခါကျတော့အလုပ်တွေနဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းလေးအစပြုမယ်တို့ပြောရလို့ရှိရင် career life ကိုပြန်ပြီးတော့မှအသစ်ပြောင်းမယ်တို့ပါလို့ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့တတိထားတင်တယ်ဒါပေမဲ့ကိုယ့်ကိုပြန်ပြီးတော့မှတေချာလေးမေးပြီးတော့မှဒါဒီအစပြုတဲ့အလုပ်တွေကိုတော့လုပ်တင်ပါတယ်ဟုတ် ကဲအဲ့တော့နောက်ဆုံးတနင်္ဂနွေ ဆောင်းရံရှောင်းရံဒီမှာကကြတော့တခါတည်းပေါ့နော်ဆောင်းရံကကြတော့ Ace of Pentacles ဖြစ်တဲ့အခါကျတော့ဒီနှစ်ထဲမှာအလုပ်ကိုပို့ပြီးတော့မှအာရုံစိုက်မယ်အခွင့်အရေးတွေကလည်းအများကြီးလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ရသမျှအခွင့်အရေးကိုပေါ့နော်အလုပ်ကိုင်နဲ့ပတ်သက်တဲ့အခွင့်အရေးတွေငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေကိုတော့ပို့ပြီးတော့မှအာရုံစိုက်ပြီးတော့မှယူတင်တယ်ပေါ့နော်ရှောင်းရံကကြတော့အခြေအနေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုစိတ်ပြည့်လွင်တာမျိုးလေးတွေရှိတတ်တယ်အဲ့တော့ကိုကဒီအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့မှ focus ထားပြီးအခြေရေးကိုတော့နည်းနည်းလေးတော့ရှောင်စီချင်တယ်ပေါ့နော်မချစ်စေချင်တာလားမချစ်စေချင်တာတဲ့စားလို့ရှိရင်တော့အဲ့လိုအခြေနဲ့ပတ်သက်ပြီးတော့အချိန်ကုန်နေတာစိတ်ပြည့်လွင်နေတာတွေကတော့ရှောင်တင်တယ်ပေါ့နော်ကောင်းတယ်အပြောချင်တာအလုပ်ပဲလုပ်ဟုတ်ပဲလုပ်ဒီစားရေးစားမလုပ်ပဲလုပ်စဉ်းစားတယ်နော်အခုကတော့ကျွန်တော်တို့ရဲ့မယိုးနိုင်တဲ့ရိုးမတင်းချန် TikTok ကဏ္ဍမှာဆီယာမဘုံမီနဲ့အတူ9ရက်သားသမီးရဲ့အတွက်ဆောင်းရံရှောင်းရံလေးတွေကိုကျွန်တော်တို့မိကျန်းပေးခဲ့တာဖြစ်ပါတယ်နှစ်သစ်မှာစိတ်ကျမ်းမာကိုချမ်းသာနဲ့အရာအလုံးအဆင်ပြေချောမွေ့ကြပါစေဟုတ်ကဲ့ကျွန်တော်တို့ရဲ့မယိုးနိုင်တဲ့ရိုးမတင်းချန် TikTok ကဏ္ဍမှာဘယ်လို program တွေပါအောင်မလဲဘယ်လို game မျိုးလေးစောအောင်မလဲဆိုတဲ့ဟာကိုဆက်လက်ပြီးတော့စိတ်ဝင်စားစွာစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲတဒါShow money to, be the channel, pet the yellow. Show money to, make a lashi.